အလုံးပဲမင်္ဂလာပါနှက်စီကိုရင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့တော့ EPS topic ilgi သင်ခန်းစာအခန်း1ကိုကျွန်တော်တို့အတူတူလေ့လာကြည့်ပါမယ်ကဲဒီမှာကြည့်မယ်ဆိုရင်နံပါတ်1타노와 관계 있는 것은 무엇입니까? နော်အောက်ပါဝဟာရနဲ့ဆက်ဆက်မှုရှိတဲ့အရာကဘာဖြစ်ပါသလဲဟုတ်ပြီဒီလိုမျိုးနေရာမှာကျွန်တော်တို့စကလုံးတစ်လုံးကိုပေးပြီးတော့အဖြေ၄ခုပေးထားတာကိုတွေ့ရပါတယ်ဆိုတော့ဒီမှာဘာမေးထားလဲဆိုရင်နာရာဆိုတာကနိုင်ငံကဲနိုင်ငံဆိုမှတော့ကျွန်တော်တို့ဘာတွေလာမလဲမြန်မာနိုင်ငံနီပေါနိုင်ငံပေါ့နော်ထိုင်းနိုင်ငံအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်တို့အဖြေမှာတန်းရှာရမှာကနိုင်ငံတွေအမည်ကိုတန်းရှာရမယ်ပေါ့နော်일본 네팔နီပေါနိုင်ငံနော်နေဖာဆိုတာကနီပေါနိုင်ငံကိုပြောတာပါဟုတ်ပြီဆိုတော့နာရာပေးထားတယ်နံပါတ်1မှာအဖြေကနေဖာဆိုတော့ကျွန်တော်တို့အဖြေမှန်ရသွားပါပြီနံပါတ်1ကအဖြေကနံပါတ်1ပေါ့နော်ဆိုတော့ e ပုံကိုဆက်ကြည့်မယ်ဆိုရင်남자ယောက်ျားလေးကနိုင်ငံနဲ့ဆက်ဆက်မှုရှိလားမရှိဘူးဆိုတော့အဖြေမဖြစ်နိုင်ဘူး3번ကြည့်မယ်ဆိုရင်30세အသက်30ပေါ့နော်နိုင်ငံနဲ့အသက်30နဲ့ကဘာမှဆက်ဆက်မှုမရှိဘူးအဲဒါကြောင့်အဖြေမှန်မဖြစ်နိုင်ဘူး4번နံပါတ်4ကိုကြည့်မယ်ဆိုရင်회사원ဆိုတာက company ဝန်ထမ်းပေါ့နော် company ဝန်ထမ်းဆိုတော့ဒီမှာကြည့်မယ်ဆိုရင်နာရာနိုင်ငံနဲ့ဆက်ဆက်မှုရှိလားဆိုရင်ဆက်ဆက်မှုမရှိဘူးဆိုတော့အဖြေမှန်ကနံပါတ်1ဖြစ်ပါတယ်ကဲဆိုတော့အားလုံးရမယ်ထင်ပါတယ်နံပါတ်2ကြည့်အောင်ကဲနံပါတ်2နဲ့3ကြတော့ဗာပေးထားလဲဆိုရင်빈칸ဆိုတာကကွက်လက်ကိုပြောတာ투로가 가장 알맞은 것은 고르십시오ပေါ့နော်ကွက်လက်မှာဝင်သွားမယ်가장ဆိုတာကအကောင်းဆုံးဆိုတဲ့အတိတ်ပဲပေါ့နော်ဒီမှာ 알맞다 မှန်ကန်ဒီကန့်ညီဒီပေါ့နော်ဆိုတော့가장 알맞은ဆိုရင်အကိုက်ညီဆုံးတော့ပေါ့နော်것을အရာကို고르십시오ရွေးချယ်ပါဟုတ်ပြီ 2번ကြည့်အောင်ဗာပေးထားတယ်ဆိုတော့직업ဆိုတာကအလုပ်အကိုင်ဆိုတော့အလုပ်အကိုင်နဲ့ပတ်သက်တာဆိုရင်လက်သမားရှိမယ်ငါးဖမ်းသမားရှိမယ်တောင်သူလေသမားတွေရှိမယ်အဲ့ဒါတွေကိုကျွန်တော်တို့ကတန်းရှာပေးမယ်တန်းပြီးတော့စဉ်းစားပေးမယ်ပေါ့နော် 1번 여자နံပါတ်1ကိုကြည့်မယ်ဆိုရင်여자မိန်းကလေးဆိုတော့အလုပ်အကိုင်နဲ့မိန်းကလေးနဲ့ကဆက်ဆက်မှုရှိလားကန့်ညီလားဆိုရင်မကန့်ညီဘူးပေါ့နော်ဆိုတော့အဖြေမှန်မဖြစ်နိုင်ဘူး 2번 25세နော်25세အသက်25ပေါ့နော်ဒီမှာကြည့်မယ်ဆိုရင်အလုပ်အကိုင်နဲ့အသက်နဲ့ကဆက်ဆက်မှုရှိလားဆိုရင်မရှိဘူးအဲဒါကြောင့်ဒီကွက်လက်နဲ့ကန့်ညီရဲ့အဖြေမဖြစ်နိုင်ဘူးပေါ့နော် 3번 농부လေသမားကဲအလုပ်အကိုင်နဲ့ဆိုတော့လေသမားဆိုရင်ကန့်ညီမှုရှိတယ်အဲကြောင့်အဖြေမှန်က농부လေသမားဖြစ်ရပါမယ်ဟုတ်ပြီ 4번နံပါတ်4ကိုကြည့်မယ်ဆိုရင်대구시ဆိုတာကိုရီးယားမှာရှိတဲ့မြို့တစ်မြို့ရဲ့နာမည်ပေါ့နော်ဆိုတော့대구မြို့ပေါ့နော်ဆိုတော့အလောက်ကိုင်နဲ့မြို့နဲ့ကဆက်ဆက်မှုသက်ဆိုင်မှုမရှိဘူးဆိုတော့အဖြေမှန်မဖြစ်နိုင်ဘူးအဲဒါကြောင့်နံပါတ်2ရဲ့အဖြေကကျွန်တော်တို့ဗာလဲ농부လေသမားဖြစ်ရပါမယ်ခေရမယ်နော်နံပါတ်3ဆက်သွားရအောင်ကဲနံပါတ်3ကိုကြည့်မယ်ဆိုရင်လေနံပါတ်3လည်းအတူတူပဲပေါ့နော်빈칸에 들어가 가장 알맞은 것을 고르십시오ပေါ့နော်ကဲနံပါတ် 3번ကြည့်မယ်ဆိုရင်국적ဆိုတာကနိုင်ငံသားဆိုတော့နံပါတ်1ကြည့်အောင်어부ငါးဖမ်းသမားနိုင်ငံသားနဲ့ငါးဖမ်းသမားနဲ့ဘာမှဆက်ဆက်မှုမရှိဘူး 2번 남자ယောက်ျားလေးပေါ့နော်နိုင်ငံသားနဲ့ယောက်ျားလေးဘာမှမဆိုင်ပြန်ဘူး 3번 베트남ဗီယက်နမ်ပေါ့နော်ဗီယက်နမ်ဆိုတော့ဗီယက်နမ်အဖြေမှန်ကကုတ်ကျောက်နိုင်ငံသားဆိုတော့ဗီယက်နမ်နိုင်ငံသားပေါ့နော်အဖြေမှန်က3번ဖြစ်ရပါမယ် 4번ကြည့်မယ်ဆိုရင်ဘူဆန်ရှီဒုတိယအကြီးဆုံးမြို့လို့ပေါ့နော်ဘူဆန်ရှီ
ဆိုတော့ကုတ်ကြောင်းနဲ့ဘူဆန်ရှိနေဆိုရင်ဆက်ဆက်မှုမရှိဘူးဘာမှမဆိုင်ဘူးတဲ့ကြောင့်အဖြေမှန်က3ဖြစ်ရပါမယ်ကဲအလုံးရမယ်ထင်ပါတယ်မလေးဆက်သွားရအောင်ကဲစာပုံကိုကြည့်မယ်ဆိုရင်လေးနဲ့ငါကြတော့ဘာမေးထားလဲဆိုရင်다음글을 읽고 내용과 같은 것을 고르십시오နော်အောက်ပါစာပိုက်ကိုဖတ်ပြီးတော့တဲ့내용과အကြောင်းအရာနဲ့ 같은 것을 ဆင်တူတဲ့အရာကို 고르십시오 ရွေးချယ်ပါကဲ4번ကြည့်အောင်ကဲကျွန်တော်တို့အဖြေမှန်တွေမရွေးခင်မှာဒီနိုင်ချတာမှတ်ပုံတင်ကတ်ရဲ့အထက်မှာပါတဲ့အကြောင်းအရာတွေကိုတစ်ချက်ကြည့်အောင်외국인 등록증ဆိုရင်နိုင်ငံခြားသားမှတ်ပုံတင်ကတ်ပေါ့နော်ဟုတ်ပြီပြီးတော့အောက်မှာဗာရေးထားလဲဆိုတော့외국인 등록번호နိုင်ငံခြားသားမှတ်ပုံတင်နံပါတ်ပေါ့နော်ကဲခုရမှာနိုင်ငံခြားသားမှတ်ပုံတင်နံပါတ်ဘယ်လိုပေးထားလဲဆိုရင်ဒီမှာ99 300ခွန်ဆိုတာဟာကပါလဲဆိုတော့ဒီ99ကမွေးနှစ်ပေါ့နော်1999ပြောချင်တာပြီးတော့300ခွန်ဆိုတာက9လပိုင်းနောက်ထပ်300ခွန်က9ရက်နေ့ပေါ့နော်ဒီတကယ်လို့များဒီမေခွန်းမှာသူ့မွေးနေ့ကပါနေ့လေဆိုရင်ဒီဟာလေးကိုကျွန်တော်တို့ကကြည့်ပေးရမယ်ပေါ့နော်တကယ်လို့မေခွန်းလှည့်ခဲ့တော့ဟုတ်နော်တကယ်လို့မေခွန်းလှည့်မယ်ဆိုရင်ဒါလေးကိုကြည့်ပြီးတော့ဖြည့်လိုက်အောင်မယ်ဟုတ်ပါနော်ဟုတ်ပြီဆိုတော့ဆောင်းမြောင်ဆိုတာကအမီပေါ့နော်ဆောင်းမြောင်ဒီမှာဆိုရင်သူ့ရဲ့အမီကခွဲအန်ပေါ့နော်ကုတ်ကာကြတော့နိုင်ငံသားပေါ့နော်ကုတ်ကာဆိုတော့နိုင်ငံဗက်ထနမ်သူကဗက်ထနမ်နိုင်ငံသားဆိုတာကိုဒီမှာသိလို့ရတယ်ပြီးတော့ချဲရီယူဂျာကျောက်ဆိုတော့နေထိုင်ခွင့်ဗီဇာပေါ့နော်နေထိုင်ခွင့်ဗီဇာဘယ်လိုမျိုးဗီဇာမျိုးစားလဲဆိုတာကိုပြောချင်တာဆိုတော့ 비전문 취업ဆိုတာ E9 အလုပ်သမားဗီဇာကိုပြောချင်တာပါဆိုတော့ B ဆိုတာကမဟုတ်တာno ပေါ့နော် no နဲ့ not ကိုပြောချင်တာ 전문ဆိုတာကျွမ်းကျင်ပညာရှင်တွေပေါ့취업ဆိုတော့အလုပ်ကိုင်ဆိုတော့ကျွမ်းကျင်ပညာရှင်မဟုတ်တဲ့အလုပ်ကိုင်ဆိုတော့ကာယလုပ်တာဒါမှမဟုတ်အခြေခံလုပ်သမားပေါ့နော်အလွယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ 비전문 취업 고민단의 E9 ဗီဇာသမားတွေကိုပြောချင်တာပါနော်ပြီးတော့ဒီနားလေးမှာပါရှိလဲဆို발급 일자 발급ဆိုတာထုတ်ပေးခြင်း 일자ဆိုတာကနေရက်ပေါ့နော်သူ့ရဲ့မှတ်ပုံတင်ကို2024 5လပိုင်း10ရက်နေ့မှာထုတ်ပေးတယ်ဆိုတဲ့ date ပေးပေါ့နော်ဆိုတော့အောက်ဆုံးသားလေးမှာကျတော့ Seoul Tulip Cook Seoulဆိုတာက Seoul မြို့ပြောတာ Tulip Cookဆိုတာကလာဝကယုံပေါ့နော်외국인 청장ဆိုတာကနိုင်ငံခြားသားရေးဌာနရဲ့အရာရှိပေါ့နော်နိုင်ငံခြားသားဌာနရဲ့အရာရှိချုပ်ဟုတ်ပြီနော်ဆိုတော့အဲ့လောက်ဆိုရင်ကျွန်တော်တို့နိုင်ငံခြားသားမှတ်ပုံတင်ကိုအကုန်ဖတ်လို့ရမယ်ထင်ပါတယ်ဆိုတော့1번ကိုကြည့်မယ်ဆိုရင်베트남 사람입니다ပေါ့နော်ဗီယက်နမ်လူမျိုးဖြစ်ပါတယ်တဲ့ဟုတ်ပါသလားကိုကဗီယက်နမ်ဟုတ်တယ်ဆိုတော့အဖြေကတန်းပြီးတော့ပေါ်သွားပြီပေါ့နော်ဒီမှာ내용과 같은 것을နော်အကြောင်းအရာနဲ့ဆင်တူတဲ့အရာရွေးခိုင်းတဲ့အတွက်ကြောင့်အဖြေမှန်က1번ဖြစ်ပါတယ်ပြီးတော့ 2번ကိုကြည့်မယ်ဆိုရင်생일ဆိုတာမွေးနေ့ပေါ့နော်မွေးနေ့ကတော့တဲ့ 5월 10일입니다 5လပိုင်း10ရက်နေ့ဖြစ်ပါတယ်ပေါ့နော်ကဲသူ့ရဲ့မွေးနေ့ကိုကြည့်အောင်ဒီမှာ9လပိုင်း9ရက်နေ့ကသူ့ရဲ့မွေးနေ့ဟုတ်ပါနော်ဒီ9လပိုင်း10ရက်နေ့ကတော့ဒီနိုင်ငံခြားသားမှတ်ပုံတင်ကိုထုတ်ပေးတဲ့ရက်စွဲဖြစ်ပါတယ်ဆိုတော့အဖြေမှန်မဟုတ်ပါဘူး3번 7월에 9လပိုင်းမှာတဲ့ 외국인 등록증을 နော်နိုင်ငံခြားသားမှတ်ပုံတင်ကို 받았습니다 ရရှိခဲ့ပါတယ်ထုတ်ခဲ့ပါတယ်ပေါ့နော်ဆိုတော့9လပိုင်းမှာထုတ်တာလားမထုတ်ဘူး9လပိုင်းကသူ့ရဲ့မွေးလပေါ့နော်ဆိုတော့သူထုတ်တဲ့နေ့က2024 5လပိုင်း10ရက်နေ့ဆိုတော့ဒီနံပါတ်3ကလည်းအဖြေမှန်မဟုတ်ပါဘူး 4번 서울 출입국 외국인 청에서 일합니다နော်솔라와가နိုင်ငံခြားရုံးမှာအလုပ်လုပ်ပါတယ်တဲ့솔라와가ရုံးမှာအလုပ်လုပ်ပါသလားမလုပ်ဘူးနော်သူက E9 ဗီဇာသမားဖြစ်ပါတယ်ဆိုတော့စားပုံလဲအဖြစ်မှန်မဖြစ်နိုင်ဘူးဟုတ်ပြီနော်ဆိုတော့
진으로 나레멜로 테마레 비만가 일본 베트남 사람입니다. 없노? 듣게로냐မတိတာ မရှင်းတာ ရှိတယ်ဆိုရင် comment မှာ မေးခဲ့လို့ရပါတယ် ဟုတ်ပြီ 그럼 넘버 5 ဆက်သွားရအောင် ကဲ 5မှာလဲ 다음 글을 읽고 내용과 같은 것을 고르십시오. 어바사바이 오피피로 정연의 신도의 깐이의 야구 유치와 허비 한국 사람들은 고려 누묘리가로 자신보다 미미 탓 보다 서로 나이가 많거나 tất cả chỉ là phiếp phiếp 또 뭐 지위가 높은 야투금인데 누구 사람에게 루리시마 인사할 때 나우사때 카 허리를 굽혀 카고 깐비로 카고 녀비로 인사합니다. 나우사 자와레 자신보다 미미탓 오리거나 오리다 소라가 예외래 예외라 피피에 친한 사람에게는 인일의 루리시마로 순을 락고 훈두러 락고 위안비로 인사합니다. 레스웨인 합사자바래 안녕하세요 이러면 허비 다로 진로 인일의 루리시마베 동매 담음호 구태 어떤기를 루리시마 동매 소리 배우나 공적인 상황에서는 공적인 상황에서는 아미아비도 체내마서는 너의 주로 아미아빈 악스를 하며 인사합니다. 레스웨이 납사비로 납사자바래 레스웨이비로 납사자바래 허비 이때 에레 책마 자신보다 나이가 훨씬 미미터 어떨까 부비로 많거나 지라 피핏 지위가 높은 사람이라면 야투가 면의 루수인 왼손으로 디벨락간에 오른팔을 받치고 냐락고 턱비로 받치고 악수해야 합니다. 레스웨이 납사야 밤에 구타지를 누구 유대야매 소래 대비바노 디가가로 서로 전으로 사바이고 공룡바다 변로야비스인 1번고 지야အောင် 친한 친구에게는 인인의 등이 친구이시마로 허리를 카고 굽혀 인사해야 합니다. 해야 합니다. 러야바매요. 구타 뭐봐 친한 친구에게 인일의 등의 친구이시마 카기로 간비로 념비로 나사야밤에 서로 호바달라 호부보노 디마스인 친한 사람에게는 손을 흔들려 인사합니다. 렛고 냐비로 안녕 소리마 나살로 야라고노 다음에 디마자로 강념비로 나사야메 서로 1번가ဖြစ်နိုင်ဘူးဘာဖြစ်လို့လဲ 내용과 같은 것을 고르십시오. 정연의 깐이래야고 요약한타라 물어봐. 법이 2번. 공적인 상황에서는 뭐바우? 공적인 상황에서 아미아비도 제네마로 인사할 때 나사다 가마 주로 냐도 앞엔 뽕마 앞엔 손은 흔듭니다. 그래? 렛고 냐비로 나사바래. 서로ဟုတ်လားမဟုတ်ဘူး공적인 상황은 진로가 발로야말레 공적인 상황에서는 주로 악수를 하며 인사합니다. 레스웨이 납사비로 레스웨이비로 납사야메 서로 2번에 비ဖြစ်နိုင်ဘူး ဟုတ်ပြီ 3번 지야အောင် 자신보다 미미탓 나이가 많은တက်ကြီးတဲ့ 사람과는 눈에로 인사를 하지 않습니다. 소리 악수를 하지 않습니다. 미미터 어떠지도는 레스웨이너스 체미 뷰야바우 사인라 사인바우 하고는 레스웨이너스 로야바레 서로 3번 레ဖြစ်နိုင်ဘူး 4번 지위가 높은 사람과 야투민의 눈에 악수할 때는 레스웨이너스 카마 왼손으로 비팔렉네 비팔렉핀 오른팔을 냐는망고 받칩니다. 턱비로 구배야바메 유유드딜리네 우리가로 란나판네 들루리
လက်ဆွေနောက်ဆက်ရမယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အယူအသေးကိုပြပေးတဲ့ဒီကလေးပေါ့နော်ဒီစာကြောင်းလေးကဘယ်မှာပါလဲဆိုရင်ဒီမှာဘာလဲဆိုတော့ဂျာရှင်ဘူဒါနာအီကဟွာရှင်မန်ခနာနော်အများကြီးကြီးတာဖြစ်ဖြစ်အသက်ကြီးတာဖြစ်ဖြစ်ជីဝိကနုဖွန်စာရမ်အီရာမြတ်နော်ယာထုကမြင့်တယ်လို့ဆိုရင်တဲ့ when soon လို့နော်ဘယ်လက်နဲ့ urum parul pachigo မြက်လက်မောင်းကိုထောက်ပြီးတော့တဲ့အခဆုဟေယဟမီဒါလက်ဆွေနောက်ဆက်ရပါမယ်ဆိုတော့ကျွန်တော်ရဲ့အဖြေမှန်ကစာဘွန်ဖြစ်ပါတယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဆိုတော့ဒီအီလ်ကီတင်ခန်းစာကိုနော်တစ်ကနေ9ထိကျွန်တော်တို့ရှင်းပြသွားတာဖြစ်ပါတယ်အကုန်လုံးနားလေသဘောပေါက်မယ်လို့ယုံကြည်ပါတယ်တကယ်လို့များမရှင်းတာမသိနားမလည်သေးတာရှိတယ်ဆိုရင် comment လေးမှာမေးမြန်းလို့ရပါတယ်ဟုတ်ပြီအားလုံးပဲအဆင်ပြေကြပါစေ